ငယ်ရွယ်တဲ့ကောင်မလေးတစ်ယောက်ဟာဘယ်သူမှမရှိတဲ့အချိန်မှာလုံခြုံရေးရုံးခန်းထဲကိုခိုးဝင်သွားခဲ့ပါတယ်။သူမဟာစပွဲပေါ်မှာကြံခဲ့တဲ့မုန့်တွေကိုတဘာဝကျပဲစားနေခဲ့ပါတယ်။သူမဟာသူတို့ရဲ့စုံစမ်းစစ်ဆေးရေးဖို့ပေါ်မှာပါစာရီရေးချစ်ထားလိုက်ပါသေးတယ်။သူမဟာတန်တရားရှိသူအဖြစ်စည်ရင်သွင်းထားတဲ့အမျိုးသမီးကိုတားကောင်အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။သူမရဲ့လုပ်ရက်တွေကိုစောင့်ကြည့်ကင်မရာကဖမ်းယူမိသွားခဲ့ပါတယ်။အမျိုးသမီးရဲအရာရှိကအဲ့ဒီကလေးမလေးကိုချက်ချင်းခေါ်လာဖို့အမိန့်ပေးခဲ့ပါတယ်။သူမကကလေးမလေးရဲ့အုပ်ထိန်းသူကဘယ်သူလဲလို့မေးခဲ့ပါတယ်။ကလေးမလေးကအမျိုးသမီးရဲအရာရှိကပဲသူမရဲ့အုပ်ထိန်းသူလို့ပြောခဲ့ပါတယ်။သူမကကလေးမလေးရဲ့အတော်ပါကလေးမလေးကသူမဟာစုံစမ်းစစ်ဆေးရေးကိုဝင်ရောက်နှောက်ယှက်တာမဟုတ်ပဲသူတို့ရဲ့အမှားတွေကိုပြင်ပေးနေတာလို့ပြောပါတယ်။စုံတွဲတတွဲဟာတိုက်ခန်းတစ်ခုထဲမှာအတူနေကြပါတယ်။ရီးစားဖြစ်သူကတေဆုံးသွားပြီးရီးစားကောင်မလေးကပျောက်ဆုံးသွားခဲ့ပါတယ်။အိမ်နီးနားချင်းတွေကအဲ့ဒီစုံတွဲဟာမကြာခဏရန်ဖြစ်ကြတယ်လို့ပြောပါတယ်။အမျိုးသမီးရဲအရာရှိကကောင်မလေးကပဲတရားခံဖြစ်မယ်လို့ယုံကြည်လိုက်ပါတယ်။ဒါပေမဲ့သူတို့အားလုံးအသေးစိတ်အချက်လက်တစ်ခုကိုလွဲချော်သွားခဲ့ပါတယ်။ကလေးမလေးကတေဆုံးသူမှာညာဘက်ရင်အုံကိုစောင်းပြီးထိုးသွင်းထားတဲ့ဒဏ်ရာ၃ချက်ရှိတယ်လို့ပြောပြပါတယ်ဆိုလိုတာကလူသက်သမားကညာလက်နဲ့ဓာတ်ကိုကင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ကောင်မလေးကဘဲတန်ဖြစ်ပါတယ်။လုံခြုံရေးအဖွဲ့ဝင်တွေကကလေးမလေးရဲ့ခံမှန်းချက်ကိုမယုံကြည်ကြပါဘူး။ခဏအကြာမှာပဲရဲအဖွဲ့ဝင်တယောက်ကကောင်မလေးကိုတွေ့ရှိသွားပြီလို့အော်ပြောလာပါတယ်။သူမကတော့တေဆုံးသွားပါပြီ။ရာဇဝတ်မှုကျူးလွန်တဲ့နေရာကိုရောက်တဲ့အခါအမျိုးသမီးရဲအရာရှိကကလေးမလေးရဲ့ပြောစကားတွေကမှန်ကန်တယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ရဲအဖွဲ့ဝင်တယောက်ကတပ်တေတယောက်ကိုတွေ့ပြီလို့အစီရင်ခံလာပါတယ်။သူတို့ကတန်တရားရှိသူရဲ့ပုံတူပကြီးကိုဆွဲလိုက်ကြပါတယ်။သူတို့ကအဲ့ဒီလူရဲ့နောက်ကျောင်းကိုစုံစမ်းခဲ့ရမှာသူကလက်ရှိဆေးရုံတက်နေတယ်ဆိုတာသိလိုက်ရပါတယ်။ရဲအရာရှိကအဲ့ဒီလူကိုဆေးရုံမှာတွေ့လိုက်ရပါတယ်။သူကသတိမေ့မျောနေပါတယ်။အမျိုးသမီးရဲအရာရှိကသူဟာအသက်ရှင်လျက်နဲ့သတိမေ့မျောနေတဲ့အခြေအနေ vegetative state မှာရှိနေတာကိုသဘောပေါက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲကလေးမလေးကထပ်ပြီးခိုးဝင်လာပြန်ပါတယ်။သူမကလူနာရဲ့လက်ကိုဆွဲကင်ပြီးလေထဲကိုမြှောက်လိုက်ပါတယ်။လက်ကအောက်ကိုအလိုလိုပြန်ကျသွားတဲ့အတွက်သူဟာတကယ်ပဲသတိမေ့မျောနေတယ်ဆိုတာကိုအတည်ပြုလိုက်ပါတယ်။အမျိုးသမီးရဲအရာရှိကတခုခုကိုရုတ်တရက်သတိရသွားပါတယ်။သူမကအဖွဲ့ဝင်တွေကိုလူနာရဲ့မိသားစုဆက်နွယ်မှုတွေကိုစုံစမ်းခိုင်းလိုက်ပါတယ်။တကယ်ပဲလူနာမှာအကိုတယောက်ရှိနေပြီးသူတို့နှစ်ယောက်ကအမွှာညီကိုတွေဖြစ်နေပါတယ်။အကိုဖြစ်သူကဆေးရုံဆေးကိုပေးဆောင်နေတာပါသူတို့နှစ်ယောက်ကိုမြင်လိုက်ရတဲ့အခါသူတို့လုံးဝမတူကြဘူးဆိုတာကိုသိလိုက်ရပါတယ်။စုံစမ်းစစ်ဆေးမှုကလမ်းဆုံးကိုရောက်သွားတဲ့အခါအမျိုးသမီးရဲအရာရှိကကလေးမလေးကိုအိမ်ပြန်လိုက်ပို့ပေးဖို့ပဲလုပ်လိုက်ပါတယ်။ဒါပေမဲ့ကားထဲမှာကလေးမလေးကဖိုင်ကိုဖွင့်ကြည့်လိုက်ပါတယ်။တေဆုံးသွားတဲ့သူနဲ့အမွှာညီကိုတို့မှာတူညီတဲ့အချက်တစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူမကအမျိုးသမီးရဲအရာရှိကိုအဲ့ဒီအရေးအမြွက်အကြောင်းပြောပြလိုက်ပါတယ်။လူ၃ယောက်စလုံးမှာမျိုးရိုးလိုက်တဲ့နားယောဂတစ်ခုရှိနေပါတယ်။ဒါကြောင့်အမျိုးသမီးရဲအရာရှိကနက်စစ်ဆေးဖို့တောင်းဆိုလိုက်ပါတယ်။စစ်ဆေးကြည့်ရမှာလူ၃ယောက်စလုံးကသွေးသားတော်ဆက်သူတွေဖြစ်နေပါတယ်။အမျိုးသမီးရဲအရာရှိကသူတို့ရဲ့ဖခင်ကမကြာသေးခင်ကမှကွယ်လွန်သွားခဲ့ပြီးအမွေတွေအများကြီးကျန်ခဲ့တယ်ဆိုတာကိုသတိရသွားပါတယ်။အဲ့ဒီလူ၃ယောက်ကတဝမ်းကွဲညီကိုတွေပါကလေးမလေးကဒီအမှုရဲ့အဓိကအကြောင်းရင်းကအမွေပစ္စည်းအတွက်ရန်ဖြစ်ကြတာပဲလို့ပြောလိုက်ပါတယ်။